မဲမင်္ဂလာပါရှင်လွန်ရွှေရည်သာဖျော်ဖြေပေးမဲ့တခြင်းလေးရဲ့အမည်ကတော့ Stranger လို့အမည်ရပါတယ်ရှင်ခါရလေးမရိုင်းသွားတဲ့စိတ်တွေကိုသူပိုင်ထားတယ်ငါမြင်မြင်လို့ချစ်ပါတယ်ခါရလေးမမင်းကစင်ကြယ်နေငါကိုတန်ဖို့မထားခဲ့တွေ့တဲ့လက်ကဖွာဖွာလေးပဲစိတ်ဆန်နေသူပါနာမလေးကေအော်မီဒေသူတွေ့ချက်ပြီးတော့ချစ်ခဲ့တာပဲငါကြောင့်ရမီလေးတွေ့ညီမီဒေမင်းမလုံးသားကအေးစက်နေခဲ့စိတ်လေးတွေငါမဟာလေးမင်းရဲ့တရားတော့သူမဖြစ်ခဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်